တာမီနီယောက်ဈေးတော့ဝယ်မယ်လို့ တိကျပါပါဒီနေ့တည်း ဒီရိုက်မယ်အဲလိုရိုက်မယ်ချာရမယ်ဆိုင်ကမောင်းတော့ဟိုဘက်ဒီဘက်တွေဖြစ်နေတော့ဟိုဘက်လဲဒီဘက်လဲဟိုဘက်လဲဖြစ်နေ ရေလေးပဲရှေ့ကြည့်တာလေအဲ့ရှိရောက်ရှေ့နေနေတယ်နော်ခံတစ်ချက်လောက်ဝယ်တယ်တစ်ချက်လားနှစ်ချက်လားဖြစ်မှာဒါလေးလာနော်လေဆော့ပြဝယ်ပြီးဦး ဒါလေးတစ်ချက်ဝယ် မေဆော့ပြဝယ်ပြီးဦး ဆော့စရာ ဟုတ်ကဲ့ ဘာလို့ပို့လဲ ဆော့ပေါ်ဆော့ပြ ဒါလေးလေးချစ်စရာလေးကောကျွေပဲဝယ်ကောလဲ30ကျွေလဲ30ဆိုကျွေပဲဝယ်မှာပေါ့နော် ဆော့ပြဝယ်ပြီး ဒါရပ်ခံကွက် ဆော့ပြဝယ်ပြီးတော့ အဝယ်30ရှင်းပါဦးရှင်းရခဲ့ ဆော့ပြဝယ်ပြီးလာခဲ့ပါဆော့ပြ ဒါရပ် ဆော့ပြဝယ်ပြီးဆော့ပြ ဆော့စရာခဏနေအောင်လေးတမီလေးမျိုးစုံပါယူ30ပေါ့နော်ဒါ30ဆိုင်ရောက်ကော်ဖီခွက်လေးချစ်စရာလေးဒါလေးရဖြော်ရီခွက်တည်း ရုပ်စဝဲ30 40ရုပ်စုံက20 30 မချဆော့လေးငွေလေးလာခဲ့ဝယ်မယ် အချစ်တဒါလေးဒါရပေါ်ပေါ်ဘူးဒီအိမ်မှာတော့ပြည့်စုံတက်သမီးလေးတော့ရှိတော့ဘာရှိတယ်လဲရှာကြည့်တကယ်တော့မြေကြီးလောက်ဝယ်တာပေါ့နော်မြေကြီးလောက်ဝယ်တာမြေကြီးကိုမရုပ်ပင်ကျဲထားတာလေးပေါ့ရုပ်ပင်ပေါက်လေးစိုက်ဖို့ဆိုမြေကြီးကမရှိမြေကြီးရှိတော့ရောက်ပြီဆိုပါတော့ဘယ်လိုပြောမလဲဝင်ကြည့်လိုက်တာစက်တော့ကုန်ပြီပေါ့နော်ပကံလေးတစ်ချက်တွေ့တယ် ဆော့ပြဝယ်ပြီး ဒီမှာတယောက်ကလည်းကြည့်ဆော့စရာကိုပဲချိန်လုံးတောင်းနေတာလာဆော့စရာဆိုလဲဆော့စရာပေါ့ကွဘာယူနေကြည့်ဒါတော့ပြည့်ဆော့စရာလည်းကြည့် မေပီဇာ ဗီဇာ ကြီး အိမ်မှာလည်းဗီဇာတွေရှိတယ်ချားဟာကြည့်မရှိတာဘူး ဖြည်းဖြည်းကြည့်ဒါဘာယူ30ပါပေါ်တက်မှာလည်းရှိသေးတယ်ပေါ့နော်ဒါပေမဲ့ပေါ်တက်တော့မတက်တော့ပါဘူးဒါဒီမျိုးဝင်မှာမို့လို့တက်ဗီဒီယိုရှိသွားမှာမို့လို့ပေါ့နော်ဒီလောက်ပါပဲဒါရကလစ်ကစားစရာတွေမျိုးစုံရှိတယ်ပေါ့နှစ်ထပ်အဲနေပေါ့နော်တာမီနီမြေကြီးလက်ဝဲနဲ့30တန်ဆိုင်ရောက်ပြီးတော့ဈေးဝယ်ဖြစ်သွားပါတယ်တကယ်တော့လက်ဝဲတာမြေကြီးနဲ့မဟုတ်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်နော်